ဇလန်းလေးရဲ့အစမှာတော့ဂိုဂျူဝါဂါနာဆိုတဲ့ကောင်းလေးတရားကိုအရင်တွေ့ရမယ်။သူကတခြားအထက်တန်းကျောင်းသားတွေနဲ့မတူဘူး။အရင် ACB တယောက်ထဲနေတတ်တယ်။သူ့မှာထူးခြားတဲ့ဝါသနာတစ်ခုရှိတယ်။အဲ့ဒါကသူ့အဖိုးစီကနေအမွေရထားတဲ့ဂျပန်ယူရာဟီနာအယုံလေးတွေကိုဖန်တီးရတာပါ။ဒါပေမဲ့သူ့မှာငယ်ငယ်ကလေးကစိတ်တန်ရာတစ်ခုရှိခဲ့ဘူးတယ်။သူအယုတ်တွေကိုချစ်မြတ်နိုးတာကိုမြင်သွားလဲငယ်တငယ်ချင်းမလေးကယောက်ကယောက်ျားလေးဖေပြီးဒါတွေလောက်ရလားရွမ်းစရာကြီးလို့ပြောခဲ့တာကြောင့်သူဟာသူ့ရဲ့ဝါသနာကိုလူတွေကြားထဲမှာလုံးဝထုတ်မပြတော့ပဲအမြဲတမ်းဖုံးကွယ်ထားခဲ့တာပါအဲ့ဒီလူနဲ့တနေ့မှာတော့သူနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့မာရင်ဂီတာဝါဆိုတဲ့မိန်းကလေးနဲ့မတော်တဆဆုံးဖိကြတယ်မာရင်ကတော့အတန်းထဲမှာလူကြိုက်အများဆုံးအလှဆုံးနဲ့အမြဲတမ်းစွမ်းအင်တွေပြည့်ဝနေတဲ့မိန်းကလေးပေါ့တနေ့မှာကိုဂျိုကအိမ်ကအချုပ်ဆက်ပြတ်သွားတာနဲ့ကျောင်းကအိမ်တွင်းမှုခန်းမှာတိတ်တိတ်လေးအယုတ်အင်းကြီးသွားချုပ်နေတော့မာရင်ကရုတ်တရက်အခန်းထဲကိုပြေးဝင်လာပါတယ်ကိုဂျိုတယောက်သူ့ရဲ့လူ့ဝတ်ဝါသနာကိုတစုံတယောက်မြင်သွားပြီဆိုပြီးအယမ်းလှန့်သွားပြီနဲ့တကယ်တမ်းမှာတော့မာရင်ကသူ့ကိုနှိမ်ဖို့နေနေတာသူချုပ်နေတဲ့လက်ရကိုမြင်ပြီးတော့နင်တာမျိုးတွေလုတ်တတ်တာလားအန်အောဖို့ကောင်းလိုက်တာဆိုပြီးတကယ်ကိုအားပေးစကားပြောခဲ့တာပါအဲ့ဒီနောက်မှာတော့မာရင်ကသူမရဲ့လူ့ဝတ်ချက်ကိုလည်းပြန်ပြောပြပါတယ်သူကအန်နီမေဇက်ခနာရီကိုအရန်ကြိုက်တဲ့အိုတာကူတယောက်ဖြစ်ပြီး cosplay လုပ်ဖို့အတွက်ကိုယ်တိုင်ဝစ်ဆုံးချုပ်ထားတာပါသူချုပ်ထားတဲ့အင်ဂျီကိုထုတ်ပြလိုက်တဲ့အခါမှာဂိုဂျိုကကျွမ်းကျင်တဲ့မျက်စိနဲ့ကြည့်ပြီးတော့အပြစ်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြမိသွားပါတယ်အချုပ်ရိုးတွေကမညီတာအသားကကတ်နေတာအားစဖြင့်ပေါ့သူကဝါသနာအရာအာနာနာနဲ့ဝေးပန်းလိုက်ပေမဲ့အဲ့ဒီအချိန်မှာမာရင်ကဝမ်းနေပြီးငိုမဲ့အစားဂိုဂျိုရဲ့အရေးချင်းကိုအတိအမှန်ပြုတ်သွားပါတယ်မာရင်ကမျက်လုံးလေးတွေတောက်ပါပြီးတော့ငါ့အတွက်ဝစ်ဆုံးချုပ်ပေးပါလားလို့တောင်းဆိုလိုက်တဲ့အချိန်မှာဂိုဂျိုတူအောင်တော်တော်လေးကိုအခတ်တွေသွားပါတယ်သူကလူဝစ်ဆုံးထားမှမချုပ်ဘူးလေဒါပေမဲ့မာရင်ကသူမချစ်မြတ်နိုးတဲ့ဇက်ခနာလေးဖယ်လာဖို့အတွက်ဘလောက်တောင်စိတ်အားထက်သန်နေလဲဆိုတာမြင်လိုက်တဲ့အခါမှာဂိုဂျိုရဲ့စိတ်ထဲမှာလည်းတခုခုကိုပြောင်းလဲသွားစေပါတယ်သူ့ရဲ့ဝါသနာကိုယွမ်စရာကြီးလို့မမြင်ပဲလေးလေးစားစားနဲ့အကူအညီတောင်းတဲ့မာရင်ကိုသူမငင်းနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကဝစ်ဆုံးချုပ်ကိုပြင်ဆင်ကြတယ်မာရင်ကဝစ်ဆုံးချုပ်ဖို့အတွက်လိုအပ်တဲ့ကိုယ်တိုင်းတွေကိုအသေးစိတ်တိုက်ခိုင်းတဲ့အခါမှာတော့ရှက်တတ်တဲ့ကိုဂျိုတယောက်မျက်နှာတွေနီးပြီးအတော်လေးကိုအကြက်ရိုက်သွားပါသေးတယ်ဒါဟာသူတို့နှစ်ယောက်ရဲ့မတူညီတဲ့ကဘာနှစ်ခုပေါင်းစည်းသွားတဲ့အစပြုခြင်းဖြစ်တယ်လို့တယောက်နဲ့တယောက်ဝါသနာတွေကိုနားလည်ပြီးရင် cosplay လောကတွေကိုခြေလန်းဆလိုက်တဲ့အခိုက်အတန့်လေးပဲဖြစ်ပါတယ်။ဒါလေးကတော့ My Dress Up Darling Episode 1လေးပဲဖြစ်ပါတယ်။ Episode 2ကိုနောက်နေ့ဒီလိုအချိန်မှာတင်ပေးပါမယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်ရင် channel လေးကို subscribe လုပ်ထားကြပါဦးဗျာ။